Jack the Ripper 1888ခုနှစ်တုန်းကလန်ဒန်မြို့ကိုတုံလုံးခြောက်ခြားစေခဲ့တဲ့ရက်ဆက်လွန်တဲ့လူသက်သမားကြီးပေါ့။သူကမှောင်ရင်းကျတဲ့လမ်းကြားတွေထဲမှာအမျိုးသမီးတွေကိုပဲပြစ်မှတ်ထားပြီးတက်လိရှိတယ်။အလောင်းတွေကိုလည်းကြည်မကောင်းလောက်အောင်ကိုဆွဆွရွရွလှုပ်သွားတတ်သေးတယ်။ရဲတွေကိုလည်းလောင်ပြောင်တဲ့စာတွေတော့ပို့ခဲ့သေးတယ်။တန်တရားရှိသူတွေအများကြီးရှိပေမဲ့အခုရက်ထိသူကဘယ်သူလဲဆိုတာဘယ်သူမှတိတိကျကျမသိသေးပါဘူး။ DB ကူပါလေရင်ပြန်ပြီးဆွဲမှုလူတယောက်ကလေရင်တစ်စင်းကိုပြန်ပြီးဆွဲပြီးထာဝရပြောက်ွယ်သွားတဲ့အမှုပေါ့။သူကငွေသားဒေါ်လာ2သိန်းတောင်းပြီးလေရင်ပေါ်ကနေလေဒီနဲ့ပဲခုံချသွားခဲ့တယ်။အဲဒီနောက်ပိုင်းသူ့ကိုရှာလို့လည်းမတွေ့တော့ဘူး။အလောင်းလည်းမတွေ့ဘာအဆနာမှလည်းမကြမ်းခဲ့ဘူး။သူတကယ်ပဲအသက်ရှင်ခဲ့လားဘယ်သူမှမပြောနိုင်ကြဘူး။ဘာမြူတာ3ကတင်းမောတွေနဲ့လေရင်တွေထူးထူးဆန်းဆန်းပြောင်းဆုံးသွားတတ်တဲ့နေရာတစ်ခုဖြစ်တယ်။ဘာအကူအညီတောင်းတဲ့အချက်ပြမှုမှလည်းမရှိသလိုပျက်စီးသွားတဲ့အစိပ်ပိုင်းတွေလည်းရှာမတွေ့တတ်ဘူး။ဝါရင်လေရင်မှုတွေတောင်အဲ့ဒီထဲမှာပျောက်သွားဘူးတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးဂျိုသားတွေကြောင့်လားအချိန်ခီးသွားတဲ့ပလကားပေါက်လားဒါမှမဟုတ်တန်လိုက်စကွင်းကြောင့်လားဆိုတာထင်ကြီးတွေအမျိုးမျိုးပေးကြပေမဲ့အခုလက်ထိတော့ဘာကြောင့်လဲဆိုတာဖြေရှားမရသေးဘူး